ကဲဒီနေ့တော့အကြောင်းအရာလေးတစ်ခုကိုအသေးစိတ်လေ့လာကြည့်ကြအောင်ဗျာ ဟုတ်ကဲ့ဘလို့အကြောင်းအရာလေးဖြစ်မလဲရှင် ဟိုဗီယက်နမ်နိုင်ငံကအစီကောင်းဆုံးကန်ရိုတက်မြို့ကြီးဖြစ်တဲ့ဒါနန်မြို့လဲခေါင်ပါလေမြန်မာနိုင်ငံကပိတကတ်ထုံးမုံဆောင်ဆရာတော်ကြီးတွေရောက်နေတယ်ဆိုတဲ့အကြောင်းပေါ့ အိုးစိတ်ဝင်စားနေရပဲနော် ဟုတ်တယ်ဗျာဆရာတော် Thick Pop Hugh ရဲ့မှတ်တမ်းဆောင်ပါကိုအခြေခံပြီး2026ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့တုန်းကအဖြစ်ပြက်လေးကိုဖြန့်ကျက်ကြည့်ကြမယ်ပြီးတော့ဒါက ထမန်ဘာသာရေးပွဲလေးတက်မဟုတ်ဘူးလို့ပြောချင်တာမဟုတ်လား မှန်တာပေါ့ယဉ်ကျေးမှုဖလိုက်တာတွေကဒါနမျိုးရဲ့နေချေတဲ့ဆွေမျိုးဆိုတဲ့ဂုံပုတ်နဲ့ဘယ်လိုသက်ဆိုင်နေလဲဆိုတော့ကြည့်ရမယ်သဘောပါ အဲ့ဒီပွဲက temple ဖဲကြောင့်မှလွတ်တာဆိုတော့အဓိကတတိထားမိတာကမြန်မာနိုင်ငံကပိတကတ်သုံးပုံဆောင်ဆရာတော်ကြီးနှစ်ပါးကိုဖူးတွေ့ရတာပဲ ဟုတ်ပါတယ်ခင်ဗျာတတ္တမမြောက်ပိတကတ်သုံးပုံဆောင်ဆရာတော်ပတန်တတိလခန္ဓာပြည်ပုံသားနဲ့ တဲ့အကာဒသမမြောက်ပိတကတ်သုံးပုံဆောင်ယာမဝတီဆရာတော်ဗဒန္တအင်နာပါလာတော့ပေါ့ အတိအကျပဲပိတကတ်သုံးပုံကိုနုံငုံဆောင်နိုင်တယ်ဆိုတာတကယ်ကိုရှားပါတဲ့ဉာဏ်ပညာစွမ်းရည်လေ ဒါပေါ့ဒီလိုဆရာတော်ကြီးတဲ့ဗီယက်နမ်မျိုးကိုခြေချတဲ့ဆိုတာတကယ်ကိုသမိုင်းဝင်အခိုက်အတန့်ပဲရှင်ပြီးတော့မြန်မာဆရာတော်တွေချီးပဲမဟုတ်ဘူးနော် ဟုတ်တယ်ထိုင်းလာအိုသီရိလင်္ကာစတဲ့နိုင်ငံတွေကတန်ဃာတော်တွေပါစုံစုံလင်းလင်းကြွရောက်လာကြတာတွေ့ရတယ် ဆိုတော့ဒါနမျိုးကြီးကရုတ်တရက်ဆိုတော့နိုင်ငံတကာငင်းချမ်းရေးနဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေပေါင်းစုံရာဗဟိုချက်ဖြစ်သွားတာပေါ့ ကွဲပြားတဲ့နောက်ခံတွေကနေလာကြပြီမြမေတ္တာတရားဆိုတဲ့အရေးအောင်မှာတပေါက်တစည်းတဲ့ခေတ်သွားတာတကယ်ကိုအင်အားကြီးမှတဲ့မြင်ကွင်းပါပဲ ဒီနေရာမှာအတော်လေးစိတ်ဝင်စားစရာကောင်းတာလေနေဝင်စီးစာမြင်ကွင်းလေးပဲ ဘလို့များလဲ စီးပွားရေးအရာအရှိန်ဟုန်နဲ့တိုးတက်နေတဲ့မြို့ပြားကြီးရဲ့အလဲကောင်မှာကြီးမားတဲ့ body ပင်ကြီးနက်ပင်အောက်မှာလေစီမီတွေထွန်းညှိပြီးပါဠိပရိတော်တွေရွတ်ဖတ်ပူဇော်ကြတာ ။အိုးဖះရှင်ကိုလှဲ့လေပူဆိုတဲ့မြင်ကွင်းပို့ဗျာ ဟုတ်ပါတယ်ခင်မီစန်းသစ်မှုတွေကြားထဲမှာ2000ပေါင်းများစွာတက်တန်းရှိတဲ့ထေရဝါဒအစင်လာတစ်ခုကိုအသက်သွင်းလိုက်တယ်လို့ပါပဲ ။စီမီတွေထွန်းညီတဲ့ဆိုတာကအမောင်တို့ကိုလင်းလက်စေယုံတက်တက်မဟုတ်ဘူးနော် ဒါပေါ်အဟောင်းတွေကိုစီးကြောပြီးပြီးဉာဏ်ပညာနဲ့ငင်းချမ်းရေးကိုစောင့်ကျင်ပြီးတဲ့သင်္ကေတတစ်ခုအနေနဲ့ရှုမြင်နိုင်ပါတယ် ။ဒီလိုစိတ်ပိုင်းဆိုင်ရာတန်းစင်မှုမျိုးကနေ့စဉ်လှုပ်ရှားရုံးကနေရတဲ့မြို့ပြလူနေမှုဘဝအတွက်တကယ်ကိုလိုအပ်တာပဲ နောက်ပြီးဆရာတော် Thick Pop Hugh ရဲ့မှတ်တမ်းမှာဒါကမာကပူဇော်ပွဲကာလအတွင်းဖြစ်တယ်လို့အထူးပြုထားတယ် ။မာကပူဇော်ပွဲဆိုတာတန်ဃာတော်တွေအလိုလျောက်စုဝေးမိကြတဲ့နေထူးနေမြအချိန်အခါလေး အမျိုးသားတွေရဲ့နုညံ့တဲ့ငွေမှုကိုဆရာတော်ကအထူးတလဲချီကျူးထားတွေ့ရတယ် ဒါကယောဝတ္ထုတွေဘလောက်တိုးတက်စိတ်တန်တန်ယဉ်ကျေးမှုကိုမပြောက်ပြက်အောင်ထိန်းထားနိုင်တဲ့သဘောကိုပြနေတာပေါ့ မြန်မာဆရာတော်ကြီးတွေကလည်းဒါနတ်မျိုးရဲ့ရေရှည်တည်တံတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ဘာသာတရားဟန်ချက်ညီမှုကိုအတိအမှပြုခဲ့ကြတယ် စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာစီးပွားရေးနဲ့မိုးမြို့တိုက်တဲ့ချီပဲမဟုတ်ဘူးဆိုတဲ့အချက်ကိုမိမောက်ထိုးပြလိုက်တာပဲ ယဉ်ကျေးမှုအမွေအနှစ်တည်နဲ့စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုပါရင်တွဲနေမှာသာတကယ်အဖွံ့ဖြိုးတိုးတက်မှုအစစ်မှန်ဖြစ်လာမှာပါ ဒါကြောင့်လဲဒါနမျိုးဟာတဘာဝအလားအပါတွေတင်းမကားပဲနေဆိုင်တဲ့ယဉ်ကျေးမှုအနိတာရတွေကြောင့်နေချစ်စဝယ်မျိုးဆိုတဲ့ဂုံပုံးနဲ့ထိုက်တန်နေတော့ဗျာ ခင်မေတိုးတက်မှုဆိုတာနဲ့ရှေးရောက်အစဉ်လာတွေကတသားတဲ့ရင်တွဲနေလို့ရတယ်ဆိုတာသက်သေပြနေတာပါပဲ အဲ့ဒီတော့အားလုံးကိုခြုံငုံကြည့်လိုက်ရင်စက်တွဆရာမြေကုံတစ်ခုရှိလာတယ် ။ဘာများလဲရှင် ဒါနလိုအမြဲလူရှားတိုင်ဝင်နေတဲ့ကံရိုးတမ်းမှုပြကြီးတစ်ခုကတော့ရှေးဟောင်းပါတာရဲ့အနှစ်တာရတွေကိုဒီလောက်ထိထိန်းသိမ်းထားနိုင်တဲ့ရင် ။တခြားပေါခင်မီမျိုးပြတဲ့အနေနဲ့တော့သူတို့ရဲ့လင်းမြန်တဲ့ဖွံ့ဖြိုးတိုးတက်မှုအဟုန်တွေကြားထဲမှာဒီလိုတင်းရင်အေးချမ်းတဲ့အခိုက်အတန့်တွေကိုဘယ်လိုများပေါင်းဆက်နိုင်မလဲဆိုတာပေါ့ အတိအကျပဲဗျာယောဝတ္ထုနဲ့စိတ်ပိုင်းဆိုင်ရာဟန်ချက်ညီမှုဆိုတာအနာကညို့ပြပုံစံတစ်တဲ့အတွက်အဖြစ်တစ်ခုဖြစ်လာနိုင်မလားဆိုတာဆက်လက်တွေးတောစရာအဖြစ်ခြံထားခဲ့ပါစေ Idam dukham ariyasakam jati pi dukha jara pi dukha vyadhi pi dukha maranam pi dukham sankhitna panchupada